2026ပြည့်နှစ်ရောက်တော့စူပါမားကတ်တွေမှာကလေးတွေကိုရိုးရိုးကုန်ပစ္စည်းလိုပဲဆက်ရောင်းလာကြတယ်မိမတွေမှာကိုဝင်ဆောင်စရာမလိုတော့ဘူးဆိုင်ကိုသွားပြီးကိုလိုချင်တဲ့ကလေးကိုရွေးချယ်လိုက်ရုံပဲအန်နာဟာချစ်စရာကောင်းတဲ့ကလေးတစ်ယောက်ကိုချက်ချင်းသဘောကျသွားတယ်ဒါပေမဲ့ငွေရှင်းကောင်တာရောက်မှသူမစိတ်ပြောင်းသွားတယ်ဘာလို့လဲဆိုတော့သူ့ယောက်ျားကအသားမဲပြီးဆိုင်ထဲကကလေးတွေအားလုံးကအသားဖြူနေတာကိုပြဿနာမဖြစ်ရအောင်မဝယ်တော့ပဲနေလိုက်တယ်ဒီအစားသူတို့ဇနီးမောင်နှံကပိုးပြီးကိုပိုင်ဆန်တဲ့နီလန်းကိုရွေးခဲ့တဲ့ဆရာဝန်တွေကသူတို့ရဲ့ DNA ကိုသုံးပြီးတနေသားလောင်းကိုဖန်တီးထားတဲ့ဥက္ကုံထဲမှာကြီးထွားစေတော့မယ်သဘောတူစာချုပ်ထိုးပြီးနောက်လုပ်ငန်းစဉ်ကိုပါကြီးခွင့်ရခဲ့ကြတယ်ဆရာဝန်ကတနေ့အောင်ပြီးသားဥရပြီဖြစ်ကြောင်းနဲ့မျိုးအောင်နဲ့ဆက်ဖြစ်ကြောင်းအတိပေးပြောပြလိုက်တဲ့အန်နာဟာအလုတ်လုတ်တီဖြစ်စေအနားယူတီဖြစ်စေကလေးကိုအမြဲစောင့်ကြည့်နေခဲ့တဲ့အသက်တက်အတွက်လိုအပ်တဲ့အာဟာရတွေကိုစေးပိုက်နဲ့ကလေးစီပေးပို့ခဲ့ရတဲ့တလကြာတော့အခြားမိခင်တွေလိုပဲဆေးရုံကိုသွားတဲ့ဥကိုညင်သားစွာပုတ်တက်ရင်းနဲ့မရှင်းမလင်းခံစားချက်တစ်ခုကသူ့စိတ်ထဲမှာရှိနေတဲ့အဲ့ဒီညမှာပဲအန်နာအိမ်မက်မက်တဲ့ဆရာဝန်ကသူ့ပိုက်ထဲကကလေးစားချက်ဥလေးတစ်လုံးကိုဆွဲထုတ်လိုက်တယ်လို့မျိုးပေါ့ဒါကြောင့်ဒီအတွေ့အကြုံဟာတကယ်ပဲအစ်စ်အမှန်ဟုတ်ရဲ့လားဆိုပြီးသူတန်တရားဝင်လာတဲ့တဘာဝအတိုင်းကိုဝင်ဆောင်ခဲ့တဲ့အမျိုးသမီးတွေကိုသူအားချက်မနာလို့ဖြစ်မိတဲ့နှစ်လကြာတော့ဆရာဝန်ကဥကိုအိမ်ယူသွားပြီးကိုယ်တိုင်ပြုစုပြောင်းထောင်လို့ရပြီလို့ပြောတယ်ဝမ်းတာအားရနဲ့သူတို့သဘောတူလိုက်တယ်ဒီလိုဆိုရင်မိဘဖြစ်ရတဲ့ပျော်ရွှင်မှုကိုအပြည့်အဝခံစားရမယ်လို့ယုံကြည်ခဲ့ကြတယ်သူတို့ရဲ့ဂရုစိုက်မှုအောက်မှာကလေးဟာမြန်မြန်ဆန်ဆန်ကြီးထွားလာခဲ့တဲ့ဖခင်ဖြစ်သူကတော့အဲ့ရဝင်ပုံမြင်တွေဖက်ပြတ်တက်လာတယ်ရှစ်လလောက်ကြာတော့ကျမ်းမာရေးစစ်ဆေးရင်ဆရာဝန်ကသူတို့ကိုအံ့အားသင့်စေခဲ့တဲ့ဆေးရုံမှာဥခုံတွေပြက်လက်နေတာကြောင့်ကလေးကိုလာမစေပဲမွေးထုတ်ပေးရမယ်လို့ပြောတယ်ကလေးရဲ့ကျမ်းမာရေးကိုစွန့်စားမခံလို့တဲ့ယောက်ျားဖြစ်သူကအဲ့ဒီဥကိုခိုးယူပြီးမူလဇာတိဖြစ်တဲ့တိတ်ဆိတ်တဲ့လက်မျိုးလေးစီကိုကီလိုမီတာ1000ကျော်ဝေးတဲ့ခရီးကိုထွက်ပြေးခဲ့ကြတယ်တိတ်ဆိတ်တဲ့ကြီးလက်မှာသူတို့ဇနီးမောင်နှံဟာမိဘဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းနိုင်ခဲ့ကြတယ်တမနက်မှာတော့ဥခုံကတချင်းတန်တွေထွက်လာတယ်ကလေးလေးမွေးတော့မယ်လေကြောက်လန့်တကြားနဲ့အောက်ထပ်ကိုပြေးဆင်းသွားကြတယ်ဥခုံကိုဖွင့်ဖို့အတွက်စကဝက်လိုနေမှန်းတိလိုက်ရတဲ့ဂျွန်ဟာလင်မြန်စွာတွေးတောပြီးဝက်ဦးလက်ကိုယူကာအိတ်ကိုတတိထားပြီးဖြုတ်ဖွင့်လိုက်တယ်ခဏလေးကြာမှပဲသူတို့ရဲ့ကလေးလေးကျမ်းမာစွာမွေးဖွားလာခဲ့ပြီးဇနီးမောင်နှံနှစ်ဦးဟာဝမ်းသာပီတိဖြစ်ခဲ့ကြရတယ်